ဟုတ်ကဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ BBL YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့မှာတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးတွေကငွေကြေးနဲ့ပတ်သက်ပြီးပြဿနာတက်နေတဲ့သူတွေအတွက်ငွေကြေးနဲ့ပတ်သက်ပြီးတော့ပြည်လည်စေနိုင်ဖို့ဆရာဖြိုးမင်းထက်ဗီဒီနဲ့ရှင်ဒရာပြောပြတဲ့3,500အထိရှိတဲ့အကျွေးတွေကြေခဲ့တဲ့နေ့စဉ်အလှတစ်ခုအကြောင်းကိုကျွန်တော်ဖတ်ထားမိသလောက်ကျွန်တော်လေ့လာထားမိသလောက်ကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ပြန်လည်ဝေမျှပေးခြင်းပါတယ်ခင်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်လည်းဒီအကြောင်းအရာကငွေကြေးနဲ့ပတ်သက်ပြီးတော့ပြည်လည်စေနိုင်တယ်လို့မိမိတို့အတွက်လည်းအကျိုးထူးများစွာရရှိစေနိုင်မယ်လို့အပြည့်အဝယုံကြည်ပါတယ်ခင်ဗျဒါဆိုရင်တော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ဆရာဖြိုးမင်းထက်ဗီဒီနဲ့ရှင်ဒရာပြောပြတဲ့3,500အထိရှိတဲ့အကျွေးတွေကြေခဲ့တဲ့နေ့စဉ်အလှတစ်ခုအကြောင်းကိုကျွန်တော်ဖတ်ထားမိသလောက်ကျွန်တော်လေ့လာထားမိသလောက်အခုလိုပဲဝေမျှပေးလိုက်ပါတယ်ခင်ဗျ3,500အထိရှိတဲ့အကျွေးတွေကြေခဲ့တဲ့နေ့စဉ်အလှတစ်ခုဆိုတဲ့အကြောင်းအရာကိုအခုလိုပြောပြထားပါတယ်ခင်ဗျ2026မှာအကောင်းဆုံးလက်ဆောင်လေးပေးပါမယ်တကယ်ကိုယုံကြည်မှုရှိမှသာဒီလက်ဆောင်လေးကိုယူပါလို့လည်းပြောချင်ပါတယ်ဒီအရာလေးတစ်ခုကလည်းအခုလက်ရှိနားထောင်နေသူရဲ့ဘဝကိုပြောင်းလဲစေနိုင်လိမ့်မယ်ဆိုတာ100%အာမခံပေးခြင်းတယ်လို့ဆိုပါတယ်ခင်ဗျကျွန်တော်ဘဝမှာမမေ့နိုင်ဆုံးသောကိစ္စတစ်ခုကို2023ခုနှစ်လောက်မှာဖြစ်ခဲ့မှုပါတယ်အဲ့ဒီတော့ကကျွန်တော်စီကို Messenger ကနေဘေးရင်လေးမေးခြင်းလို့ပါဆိုတဲ့စာတစ်စောင်ဝင်လာခဲ့မှုပါတယ်ဒီစာကိုမြင်ချင်း reply မပြန်မိခဲ့ပဲ9ရက်လောက်အထိကြာမှုပါတယ်နောက်မှပြန်ရတာပေါ့ဖြစ်ချင်တော့မေးခြင်းတဲ့သူကဒုက္ခအလုံးထဲမှာအတော်ခက်ခဲတဲ့ဒုက္ခတစ်ခုကိုရင်ဆိုင်နေရတာကျွန်တော်တန်ကိုဘေးရင်မေးတဲ့သူကိုအမည်နေသာမွေးနေ့တောင်းပါတယ်အဲ့ဒီမေးတဲ့သူကလည်းပေးတွက်ခဲ့မှုပါတယ်ဒါပေမဲ့အဲ့ဒီတယောက်ကဘသူနဲ့မှမတူဘူးလက်တွေလဲဆန်တယ်အချိန်ချင်းပြန်တွေ့တိုင်းဒီတယောက်ကတိတ်ကိုထူကြတယ်သူလာမေးတော့ကအသက်က45တနင်္ဂနွေသမီးပေါ့သူ့ရဲ့ဖြစ်စဉ်ကိုကျွန်တော်ကိုရင်ပြောပြတယ်အားလုံးလည်းမှတ်မိကြမှာပါ2023မှာကျွန်တော်တို့နိုင်ငံကရေဘေးနဲ့ရှမ်းမြောက်ဘက်မှာဆိုရင်စစ်ဘေးတွေကိုကြုံတွေ့ခဲ့ရတာပါအဲ့ဒီကာလကသူ့အတွက်အဓိကပြဿနာပါပဲသူကအရန်ပျော်စရာကောင်းတဲ့မိသားစုကိုပိုင်ဆိုင်ထားတဲ့အိမ်ရှင်မကောင်းတစ်ယောက်လည်းဖြစ်တယ်လို့တိတ်ကိုတက်မြက်တဲ့အမျိုးသမီးတစ်ယောက်ဆိုရင်လည်းမမှားဘူးပေါ့ဒါပေမဲ့လောကမှာကာလန်ဒေသန်ဆိုတဲ့အတိုင်းအချိန်ကာလအပိုင်းခြားနဲ့ရက်တီကြရတဲ့ဘဝတွေမလို့သူကလည်းအဲ့ဒီထဲမှာပါခဲ့တာပါပဲသူကအွန်လိုင်းကနေတရုတ်ထုတ်လုပ်တဲ့လက်ကင်အိတ်တွေကိုရောင်းတယ် branded ပေါ့နာမည်ကြီးတွေပါပဲဒါပေမဲ့2023မှာတရုတ်နယ်စပ်ရှမ်းမြောက်မှာစစ်တွေစဖြစ်တော့အဲ့ဘက်ကနေကုန်သွယ်ရေးကပိတ်သွားတယ်သူ့အလုပ်ကပရီအော်ဒါဆိုတော့လက်ခံငွေကြိုယူပြီးမှပစ္စည်းတွေကိုဝယ်ရတဲ့သူပေါ့သူလုံးနေကြအတိုင်းလုပ်ပေမဲ့စစ်တွေစဖြစ်လိုက်တဲ့အချိန်မှာကုန်သွယ်ရေးကပိတ်သွားပြီးပစ္စည်းကရောက်မလားတစ်ဖက်ကဝယ်သူကလည်းဖိအားပေးနေငွေပြန်အမှုကလည်းအခက်အခဲဖြစ်တယ်လို့သူကိုယ်တိုင်ကလည်းနာမည်အပြတ်မခံချင်တာကြောင့်3,500လောက်ရှိတဲ့ငွေကိုအတိုးကြီးပေးသူတွေစီကနေယူပြီးဖြည့်ရှင်းပေးခဲ့ရတယ်အဲ့တော့သူ့ရဲ့ပစ္စည်းတွေကရောက်မလာသလိုသူကိုယ်တိုင်ကလည်းအတိုးပေါ်အတိုးဆင်ပြီးတရက်ကို340ကျော်အထိအတိုးပေးနေရတယ်လို့ဆိုတယ်ယောက်ျားကတာမန်ဝန်ထမ်းကလေးက9နှစ်အရွယ်ကျောင်းတက်စာအဲ့လိုနဲ့သူ့ဘဝမှာစပြီးအခက်အခဲတွေဖြစ်ရောအလောက်ကလည်းမဖြစ်တော့နာမည်ပြက်ပြီး
ဈေးကမယောင်းရနဲ့နောက်ဆုံးသူဘလောက်ထိတွေးလိုက်တယ်လဲဆိုရင်ကိုအဆုံးစီရင်ဖို့ထိတွေးလိုက်တယ်အဲ့လိုကနေအခက်အခဲတွေကြားမှာသမီးနဲ့အမျိုးသားကိုမထားရက်ခဲ့လို့ရှင်သန်ဖို့အခွင့်အရေးရအောင်မလားဆိုပြီးကျွန်တော်စီကိုပေးတင်လာမိတယ်တအားလဲတနာသလိုကိုချင်းလဲစာမိသွားတယ်သူကိုယ်တိုင်ကလှုပ်ထားတာမဟုတ်ပဲတစ်ဖက်ကကံကြမ္မာကအဲ့လိုကိုဖန်တီးလာလို့ခက်ခဲသွားရတာအဲ့တော့သူ့မှာဘလောက်ထိခက်ခဲသွားလဲဆိုရင်ကျွန်တော်ကို3000ပဲကြော့နိုင်ပြီးမေးရတဲ့အဆင့်ကိုရောက်သွားတယ်ဒီတော့ရတရာလဲခြေဖို့ခက်နေသလိုစိတ်နဲ့လူလဲမကတ်တာမလို့ကျွန်တော်သူ့ကိုနီးတစ်ခုပေးခဲ့တယ်အဲ့ဒါကတော့မနေ့တိုင်းတောက်တော်ရည်တစ်ခွက်ကိုမေတ္တာတော့ရွတ်ပြီးကတ်ကမြတ်စွာဘုရားထံမှာမေတ္တာကိုပြန်အလူခံနည်းကိုပေးခဲ့တယ်သူကပို့ထူးပြီးတစ်နေ့ကို3ချိန်ဒီအတိုင်း9လတိတိလုပ်ခဲ့တယ်9လအကြာမှာတော့အမွေရသလိုအကျွေးကိစ္စကလည်းပြေလည်သွားတယ်ဒီနောက်မှာသူပြန်ဆက်သွဲလာလို့ကျွန်တော်ဒီနေ့ကိုအမှတ်ရဖြစ်နေခဲ့တာပါပြောချင်တာကဘလောက်ပဲအခုခက်ခဲနေပါစေအခုကျွန်တော်ပြောတဲ့နည်းလေးကိုလုပ်ကြည့်ပါငွေလဲမကုန်သလိုကုသိုလ်လဲတိုးပြီးကံလဲမညံ့စေလို့2026ခုနှစ်တစ်နှစ်လုံးအတွက်ဆရာဖြိုးမင်းတဲ့ဘေဒီနဲ့ရတရာပြောတဲ့ဒီနည်းလေးကိုကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်ခင်ဗျကျွန်တော်ရဲ့ဓမ္မမိတ်ဆွေများအားလုံးအတွက်လည်းအကြောင်းအရာလေးကအလွန်ကိုအကျိုးရှိစေပြီးအသုံးဝင်စေလိမ့်မယ်လို့လည်းအပြည့်အဝယုံကြည်မိပါတယ်ခင်ဗျအခုလိုရေးသားပေါ်ပြပေးပါတော့ဆရာဖြိုးမင်းတဲ့ဘေဒီနဲ့ရတရာကိုလည်းအထူးလေးစားကျေးဇူးတင်ရှိလျက်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲရပ်လိုက်ပါတော့မယ်ခင်ဗျကျွန်တော်ရဲ့နောက်ထပ်အသစ်တင်ပေးသွားမယ့်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျ